အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေဒီနေ့မှာတော့တောင်မွေမြို့နယ်ဩဘာလမ်းမှာရှိတဲ့ပင်လယ်စာတန်မြားခင်ဆိုင်လေးမှာသွားဆက်မှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဒီဆိုင်လေးမှာပင်လယ်စာတွေကတော့တော်တော်စုံစုံရတယ်စုဖြူသွားတဲ့နေ့မှာငလိကြောက်လေးလည်းရလို့ငလိကြောက်လေးလည်းမှာခဲ့ပါသေးရဲ့စုဖြူလည်းဒီနေ့ပင်လယ်စာစားချင်တာနဲ့ဆိုင်တွေရှာရင်ဒီဆိုင်လေးကိုတွေ့ပြီးတော့လာခဲ့တာပါဒီအနှစ်လေးကတော့သူ့ဆိုင်ရဲ့အဓိက signature အနှစ်လေးပဲဖြစ်ပါတယ်ဆိုင်မှာပင်လယ်စာတန်ပြားခင်အပြင်ပင်လယ်စာချင်းဆက်တုပ်ချူချင်းကျော်ကုန်းမောင်ကျော်နဲ့ဟင်းရီမျိုးစုံလည်းရပါသေးတယ်စုဖြူကတော့သူ့ဆိုင်ရဲ့ signature အနှစ်နဲ့ချက်ထားတဲ့ဟင်းပွဲတွေကိုပဲစားဖြစ်ခဲ့ပါတယ်ကဲစုဖြူမထားရည်လည်းရောက်လာပါပြီအနံလေးတွေကလည်းမှုေးနေရပဲအလုံးမေးစားကြပါဦးဒါလေးကတော့ဖြစ်ကြီးငါရေပွဲရဲ့ရောချက်လေးပဲဖြစ်ပါတယ်စုဖြူလည်းရေပွဲတစ်မျိုးတည်းမစားချင်တာနဲ့ဖြစ်ကြီးငါလေးနဲ့ရောချက်ခိုင်းလိုက်တာပါဒါလေးကတော့ငလိပ်ကြောက်ကင်လေးပဲဖြစ်ပါတယ်စုဖြူလည်းတစ်ခါမှငလိပ်ကြောက်မစားဘူးလို့ပထမဆုံးစားကြည့်မယ်ဆိုပြီးတော့မှားလိုက်တာပါသူ့ရဲ့အရသာကချိုပြီးအယိုးတွေကလည်းအယိုးနုလေးဆိုတော့ဝါထုတ်ဖြစ်နေပါတယ်ဒါလေးကတော့ငမုတ်ကင်လေးပဲဖြစ်ပါတယ်အားလုံးပဲစားကြပါဦးငမုတ်ကင်လေးကလည်းချိုပြီးတော့အရသာရိုးရှင်းနဲ့စားကောင်းပြီးတော့တပွဲမှ1000ခွဲ2000ဆိုတော့စားရတာတန်ပါတယ်ဒါလေးကတော့ခနန်းလက်မအသားနှွင်ချက်လေးပဲဖြစ်ပါတယ်ခနန်းလက်မကိုအသားနှွင်ပြီးကြက်ဥရဲ့စော့အနှစ်နဲ့ရောချက်ထားတဲ့အတွက်ထမင်းလေးနဲ့စားရတာစားလို့ကောင်းပါတယ်ဒါလေးကတော့ကြားပစုံကိုချက်ထားတာဖြစ်ပါတယ်ဖက်ရွက်နဲ့ပစုံကိုအရင်ကင်ပြီးတော့ sauce အနှစ်နဲ့ပြန်ချက်ထားတဲ့အတွက်ဖက်ရွက်ရဲ့အနံ့တင်းတင်းလေးနဲ့ပစုံရဲ့ချိုတဲ့အရသာလေးနဲ့စားလို့တကယ်ကိုကောင်းပါတယ်ဟင်းပွဲတစ်ပွဲစီရဲ့ပိုးရှင်းနေရလဲများတော့စုဖြူမှားထားသလောက်ဆိုရင်လူ4-5ယောက်လောက်ကဘိုက်အဝစားလို့ရပါတယ်ဆက်စားလိုက်ပါဦးမယ်ကြည့်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်တတာ